လုံးမင်္ဂလာပါနော်မင်္ဂလာပါလုံထဲမှာရောက်အီရန်နဲ့ပတ်သက်ပြီးမှဗီဒီယိုလုပ်ချင်နေတာနော်ဒါပေမဲ့သူများနေလုပ်နေတာတွေ့လို့သူလောက်ပဲဆိုမှမလုပ်ဒါပေမဲ့ဒီနေ့ကတော့နည်းနည်းရေးကြီးတာရတယ်ပေါ့လုပ်သွားမယ်အဲ့ဒါပါနံပါတ်1ကဒီနေ့ကတော့နှုတ်ဆုံးညဖြစ်တယ်နော်ဒီကနေ့ည8 နိုင်နောက်ဆုံးဖြစ်ပါတယ်ဆိုတော့သူတို့တချို့ဒီကောင်းဆောင်တွေကတချို့ကောင်းဆောင်ပိုင်းကဘာလုပ်လဲဆိုရင်သူ့လူတွေကိုအဲ့ဒီသူတို့နဲ့ပတ်သက်တဲ့ကိုတော့တိုက်မယ်ဆိုရက်ဒီတရားရယ်ဘေးနားမှာရယ်ပြီးတော့ဒီ power နော် that's စွမ်းရင်ပေးနိုင်တဲ့အဆောက်တွေဘေးနားမှာသူတို့အများကြီးရဲ့ဆောက်အများကြီးဆောက်အများကြီးအဲ့တော့နေကျွန်တော်တွေ့ရတယ်နောက်တစ်ခုကဒီရုရှားနိုင်ငံကမှာကနေလာတဲ့လူနေရာလောက်ရှိတဲ့ဒီအီရန်နိုင်ငံကိုကိုကြီးထောက်ပတ်နေတဲ့ဒီနီးပြည်နယ်ကိုကြီးထောက်ပတ်နေတဲ့ဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးကိုကြီးထောက်ပတ်နေတဲ့နေရာကိုမရမကပေါ့နော်ရုရှားကိုပြန်လာဖို့ပို့လိုက်တာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအဖြစ်ဘာဖြစ်ဖြစ်ဒါတော့ကြီးကြီးမားမားဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယူဆလို့ရနေတာဖြစ်ပါတယ်အခုကျွန်တော်ရင်တော့ပြောခဲ့တဲ့လူပဲဟိုတစ်ခါမှာအမေရိကန်နိုင်ငံနဲ့နှစ်ခုပဲလုပ်မယ်ဒီလိုလုပ်နိုင်မလားမဟုတ်ပဲနဲ့တခါလဲဒီအလုံးကြီးဝင်ပြီးမှအဆုံးသတ်ပလိုက်မလားအမေရိကန်အနေနဲ့သူဆုံးရှုံးသွားတဲ့ဒီစစ်လက်နဲ့ဒီရဲ့ထွက်သွားတဲ့ပတ်စံတွေဟာလကားသူတို့လကားထားမှာမဟုတ်ဘူးအလကားလဲသူတို့ဘာလုပ်ပေးမှာမဟုတ်ဘူးဘာဖြစ်ဖြစ်ရှုံးသွားတဲ့ဟာကလည်းသူတို့အတွက်အကျိုးနည်းနည်းရှိသွားအောင်လို့သူလူမှာပဲယူမှာပဲဒါကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဘာဖြစ်ဖြစ်ကြီးမားမားဖြစ်လာဖို့အနေထားမျိုးမှာရှိလာတဲ့အနေထားမျိုးရှိပါတယ်ဘာလူတွေလဲဟိုပါပေါ့အရန် negotiate လုပ်ဖို့မဟုတ်ပဲနဲ့ကောင်းမာတဲ့ဖက်မှာပဲသွားနေတော့ကြောက်ကြီးမားမားဖြစ်လာတဲ့အနေထားမျိုးမှာဖြစ်တော်လိမ့်မယ်လို့ကျွန်တော်မျိုးဟိုလဲခမ်းမနာပေါ့နော်ဘာဖြစ်ဖြစ် stay safe ပါရေနာစီတက်လာမယ်ရေနာစီ150လောက်ရောက်လာပြီဆိုရင်တော့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးမှ crisis ဖြစ်လာတာပေါ့နော် business economic recession ဖြစ်လာရင်အေးဈေးတွေအကုန်ကျမယ်အလုံးတွေအများကြီးပြုတ်သွားမယ်အလုံးပိုလာဖြစ်လာတဲ့အနေထားမျိုးဖြစ်လာလိမ့်မယ်လို့ပြောပါတယ်ဆိုရင်တော့ရွှေဈေးကပုံပြီးမှဈေးကြီးလာလိမ့်မယ်လို့ပြောလိုက်ပါတယ်ဘာပဲကျွန်တော်တို့မိတ်ဆွေ